အသက်ကလည်းရမ်းကြီးမကြီးသေးပါဘူးလေဒါပေမဲ့ကိုယ့်အသက်ကငယ်ပါသေးတယ်ခါလေးကြရင်လေရိုးစစ်တွေကလည်းမကောင်းဘူးရိုးပွားတာလားမသိဘူးလက်ကလှဲ့လို့မရဘူးလက်ကလှုပ်ရှားမှုများပြီဆိုရင်ပေါ့နော်လက်တွေနာတာပေါ့အဲ့ဒါမနေ့တော့အိမ်မှာခေါင်းလျှော်ရမှာမလျှော်နိုင်တာနဲ့ပေါ့နော်ကျွန်မဆိုင်သွားလျှော်မိတာပေါ့လေဆိုင်သွားလျှော်တော့မင်းဆိုင်နေဘူးပေါ့နော်လေးစားမှုမရှိတာတော့မဟုတ်ပါဘူးလေးစားမှုရှိပါတယ်ဒါပေမဲ့ကိုကသပင်ကျွတ်သမားဘောက်ရှိတဲ့သူဆိုတော့ခေါင်းလျှော်ကြီးလေးကလည်းပိုင်းနဲ့တမျိုးတည်းကိုပဲဆွဲတုံထားတာဆိုတော့ကိုခေါင်းလျှော်ကြီးပူလေးကိုယူသွားလိုက်တာပေါ့ကွယ်သူတို့တော့ဒါလျှော်ကတော့ပေးရတာပေါ့နော်အဲ့တော့ရတယ်ကြိုက်ကြားတဲ့လောက်ပဲယူဆိုတာတော့ကိုကပြောပြီးသားပေါ့ကွယ်ဒါပေမဲ့အဲ့ဒါနဲ့သူတို့ကကိုယ့်ရဲ့ခေါင်းကိုကင်လိုက်တာပေါ့အားတဲ့သပင်ရတယ်အရင်မဲ့အုံထူတယ်နော်တဲ့ဟုတ်တယ်လို့သပင်ကျွတ်တွေရက်သွားတယ်ပေါ့ကိုရက်ကဆိုသပင်လေးရမဲကျွတ်တာလို့ကိုတို့ဒီခေါင်းလျှော်ကြီးလေးသုံးမိခင်နဲ့သပင်ကတော့လုံးဝမကျွတ်တော့ဘူးလို့အသစ်တွေလည်းပြန်ပြီးတော့ထွက်လာတယ်လို့ပဲလို့ဒီတော့ဒီထိတ်ကလေးတွေပေါ့ပါလေးဘေးလေးတွေမှာပေါ့နော်ထွက်လာတယ်ပေါ့အဲ့တော့ဒီခေါင်းလျှော်ကြီးတစ်မျိုးလေးကိုပဲလို့သုံးလိုက်တာလို့အဲ့လိုကပြောလိုက်တော့ကြတော့ဘာဖြစ်သွားလဲဆိုတော့ပေါ့ကွယ်သပင်တွေကျွတ်တာရက်တယ်ဘောက်တွေပျောက်တယ်ဆိုတော့အဲ့ဒီသပင်ညှက်ဆိုင်မှာပေါ့နော်သူတို့စီမှာလာပြီးလျှော်နေကြကာလေးတွေရှိတာပေါ့အဲ့ဒါနဲ့အမားရဲ့ဒါဆိုဘာကောင်းလျှော်ကြီးလဲတဲ့စိတ်ဝင်စားတယ်ဆိုတော့ကိုကလည်းရိုးသားသားပဲပြောလိုက်တာပါလေပန်းရင်နဲ့ကောင်းလျှော်ကြီးလို့အမား online ကနေရောင်းနေဆိုတော့ဒါဆိုရင်တဲ့လမ်းလိပ်စာလေးလည်းပြောခဲ့တယ်ဖုန်းနံပါတ်လေးလည်းပြောခဲ့တယ်မနေ့ကအလုပ်ဖြစ်သွားသိလားအဲ့နဲ့ဒီနေ့ခေါင်းလျှော်ကြီးတွေပို့ပေးရတာပေါ့နော်ကျမကလည်းတစ်ခါတလေမှအားတော့နာပါတယ်ဒါပေမဲ့ဆိုင်မှာတစ်ခါတလေဆိုရင်တော့လျှော်ပြစ်တယ်ပေါ့နော်ကိုလက်တွေနာနေတယ်ကိုယ့်ရဲ့ခေါင်းကိုတခြားမကုတ်နိုင်ဘူးဆိုရင်တော့ဆိုင်ကိုသွားလျှော်ပြစ်တာပေါ့ကွယ်အဲ့တော့ဒီပန်းနဲ့ခေါင်းလျှော်ကြီးလေးကသပင်ကျွတ်တာတွေဘောက်ရမ်းထနေတဲ့သူတွေဆိုရင်တိတိတာတာပျောက်ပါတယ်သပင်ကျွတ်တွေဆိုရင်ခုဆိုရင်မှဆိုသပင်တွေမကျွတ်တော့ဘူးပေါ့နော်ဘောက်တွေဆိုရင်လည်းပျောက်သွားတယ်ဆန်သားမှာအစီပြန်နေတဲ့သူတွေဆိုရင်လည်းသုံးရတာအဆင်ပြေပါတယ်ဟုတ်ကဲ့ပါရှင်ဒါမနေ့ကပေါ့နော်ကျွန်မခေါင်းလျှော်ရည်ဆိုင်ကိုသွားလျှော်လိုက်တာလေးကကျွန်မပန်းနဲ့စပြာရဲ့ပန်းနဲ့စပြာကထွက်တဲ့ပန်းနဲ့ခေါင်းလျှော်ရည်ပူလေးပါကျွန်မရောင်းရတဲ့အကြောင်းဒီနေ့ပါဆယ်လေးပေါ့နော်ပန်းနဲ့စပြာလေးတွေလည်းပို့ရတယ်ပန်းနဲ့ခေါင်းလျှော်ရည်လေးတွေလည်းပို့ရတယ်ဟုတ်ကဲ့ပါရှင်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်မပြောမယ်ပေါ့နော်ကျွန်မရဲ့ TikTok ပေါ့နော်TikTok မှာပေါ့နော်ဒါကျမရဲ့မိတ်ဆွေလေးတွေပေါ့အဲ့အလေးတွေလည်းဗာပြောချင်တယ်ဆိုတော့တချို့တွေကဆိုရင်ရန်ကုန်ဘက်ကကျမစီကိုတဲ့အားပေးချင်တယ်ဒါပေမဲ့မန်းလေးဆိုတော့တကူတကကြီးဖြစ်နေလို့ပေါ့နော်ရန်ကုန်မှာကျေးဇူးတင်ပါတယ်ကျမကိုတွေးလို့ကျမကိုအားပေးခြင်းနဲ့ကျမရောင်းတဲ့ပစ္စည်းလေးတွေအားပေးခြင်းနဲ့ဆိုရင်လည်းရန်ကုန်မှာကိုယ်စားလှယ်တွေအများကြီးရှိပါတယ်သူတို့စီမှာအားပေးရင်လည်းကျမကိုအားပေးရတယ်အတူတူပါပဲလို့ရန်ကုန်ကပေါ့နော်ဒါမိတ်ဆွေလေးတွေပေါ့ကျမရဲ့TikTokရဲ့ fan လေးတွေပေါ့နော်